အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့တနင်္ဂနွေနေ့ဗျာစူပါဆန်ဒေးကက်ထမင်းစားကြပါအောင်တော့စူပါဆန်ဒေးမှာဒါကတော့အတုအမြုပ်စုံပဲဗျာဒီမှာငပိရီတူးစရာပါတယ်အတုအမြုပ်စုံပဲဒါကတော့ကစွန်းရဲ့ကြော်တာကစွန်းရဲ့နဲ့မှုရဲ့ကြော်တယ်ဒါကဝေယုတ်ပြီးစိမ်းလေးတွေကိုထောင်းထားတယ်ဒါတော့တူရဗျာတူရပဲပင်ပေါ့ပေါ့ဗျာကျွန်တော်တို့မန်းလေးကတော့တူရလို့ခေါ်တယ်ပေါ့ဗျာခြားနေတွေကပဲပင်ပေါ့အချင်းပေါ့ဗျာပဲရီချင်းပေါ့ဒါတော့ရှောက်ပြီးတော့ပါခင်ဗျာဒါတော့ပဲကြီးနဲ့ပေါ့ဗျာဒီနေ့ကတော့အိမ်မှာမချစ်ပါဘူးဗျာအားလုံးဝယ်စားတာပါဗျာဝယ်စားဒါတော့ရန်ကုန်ငမြင်းများစီပြန်ချက်ထားတယ်ရန်ကုန်ငမြင်းကိုစီပြန်ချက်တယ်ဒါတော့ခရမ်းညင်ပြီးချက်ဗျာခရမ်းညင်ပြီးချက်ဒါတော့မြင့်ကျော်ပါခင်ဗျာမြင့်ကျော်ဒါတော့မြင့်ကျော်ပါဒါတီးစုံပဲကလာအချင်းဟင်းပါခင်ဗျာတီးစုံပဲကလာအချင်းဟင်းဒါတော့ဗမာကြက်ကြော်ပါခင်ဗျာကြက်ကြော်ဒါတွေအားလုံးဟာဒီနေ့တနင်္ဂနွေနေ့အိမ်မှာမချက်ပါဘူးဆိုင်ရနေဝယ်စားတာပါခင်ဗျာဝယ်စားတာပါကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းမိတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးကျေးဇူးအထူးတင်ပါတယ်